Hey, 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 hello guys. Bro တို့ရေကျွန်တော်ကခန်းမှာနေဆိုတော့ကျွန်တော်မနေဦးတည်ဒီရက်တော့ကျွန်တော်9 ရက်တိတိကြာပါကျွန်တော်မသေးသေးဘူးဗျအခုကတော့ကျွန်တော်ကူရက်အနက်ဆုံးမှာမိုင်းတူပါအိမ်ဆောက်ဖို့မိုင်းလာတူတာကျွန်တော်အမြင့်နင်းတာအဓိကကတော့မိုင်းတူးတယ်ဆိုတာလေလာဝါလာရှာတယ်ပေါ့နော်ကျွန်တော်နေတာဘက်ကိုသွားလို့ရလာဝါအနည်းဆုံး9 ပုံးလောက်ယူမှကျွန်တော်တို့အပေါ်မှာဉာဏ်ရှိတော့ဒါပေမဲ့ကျက်ကတော့ဖတ်ဖို့တော့လုပ်ရလာဝါများတွေ့နေတာအင်းမတွေ့ရတော့ဗီဒီယိုကရှည်နေမှာဆိုလို့ကျွန်တော်ဖြတ်မှာမီးဖို့လုံးမရမှာမီးဖို့ဒီကတော့ဒီမှာထားမယ်ပဲโอเคယူတို့ကျွန်တော်တိုင်းမတွေ့ဘူးကျွန်တော်တိုင်းမတွေ့သူတော့အခုကြည့်ကျွန်တော်တိုင်းမတွေ့9 ရက်ထဲမှာကျွန်တော်တိုင်းမရတယ်ယူကျွန်တော်မိုင်းရင်းထဲမှာမိုင်းတူးရင်းနဲ့8 ရက်နေ့ကိုရောက်ပါပြီ8 ရက်မြောက်ပါပြီပေါ့8 ရက်မြောက်ရောက်ပါပြီ8 ရက်မြောက်ကိုရောက်နေပြီတိုင်းမော3 လုံးပဲရှိသေးတယ်ကွာ1 ရက်လောက်တော့တူးလိုက်ရတာဘယ်နှလုံးထည့်ရအောင်မလဲဆိုတာဆက်တူးကြည့်မယ်ကျွန်တော်မတူးတာမိုင်းတူးတာဘာလို့မထည့်တာလဲဆိုတော့ကျွန်တော်ဗီဒီယိုရှည်မှာတူးလို့မထည့်တော့โอเคYo, bro,ဒီမှာတိုင်းမတွေ့ပြန်ပြီကျွန်တော်တိုင်းမနဲ့တွေ့ပြန်ပြီတိုင်းဒီဆောင်ဝေးတယ်ကွာမရောက်ဆက်လို့တိုင်းမရတယ်အဲ့တော့ပြောရချေလေးကနည်းနည်းလေးတိုင်းမ6လို့ရပြီနော်ချေအကြာကြီးတူးတာတိုင်းမ6လို့ပဲရတယ်ကျွန်တော်ပေါ်တက်တယ်ပေါ်မှာကျွန်တော်အိမ်ဆောက်မဲ့နေရဘူးလို့ပြတယ်ဘယ်လောက်ကြီးကောင်းလဲโอเคကျွန်တော်ပေါ်တက်တယ်ဒီက3